ဒီနေ့မှာတော့တင်တန်းတစ်ခုဘယ်လိုရွေးချယ်မလဲဆိုတဲ့အချက်၃ချက်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1ကတော့ quality နံပါတ်2 guideline နံပါတ်3 fees ဒီချက်တွေကိုဒီကကြည့်ရပါမယ် okay နံပါတ်1 quality ကိုဘာကြောင့်လို့ကြည့်ရမလဲ quality ကိုကြည့်တင်နေဆိုတဲ့ချက်ကတော့လူတိုင်းသိတဲ့အချက်ပဲဖြစ်မယ်ပေါ့နော်ဒီရဲ့ပညာသင်ဖို့အတွက်ဒီပညာကိုသင်ပေးမယ့်ဆရာကဘယ်လောက်ထိ skill ကောင်းလဲ review တွေဘယ်လောက်ကောင်းလဲဒီပညာပေါ်မှာဘယ်လောက်ထိယူသက်လက်တမ်းမှုထားလဲဒီချက်ကတော့ကြည့်ကိုကြည့်ရမှာဒါတော့လူတိုင်းသိတယ် okay နံပါတ်2 guideline ကကြတော့ကိုဒီ career ကိုရှောက်မယ်ဒီရဲ့အလုပ်ကိုလုပ်တော့မယ်ပေါ့နော်အဲ့လိုအချိန်မှာဒီသင်တန်းကနေကိုကိုဘာတွေ supporting ပေးနိုင်လဲဘာတွေ guideline ပေးနိုင်လဲဒီချက်ကိုလည်းကြည့်ရမယ်ခုခေတ်ကလို့ connection နဲ့တွားနေတဲ့ခေတ်ဖြစ်တဲ့အတွက်ပို့ပြီးတော့ကြည့်တင်ပါတယ်နံပါတ်3ကကျတော့ fees ကုန်ကျစရိတ်ပေါ့နော်ကုန်ကျစရိတ်ကတော့ of course ကြည့်ကိုကြည့်တဲ့အချက်ပဲအရေးကြီးဆုံးချက်ပဲအော်ကုန်ကျစရိတ်ကိုဘာကြောင့်တည်တင်လဲဆိုလို့ရှိရင်ပညာတင်နေဆိုတာကိုကဒီလုပ်ကိုလုပ်ဖို့အတွက်အခုမှစမှာအဲ့လိုအခုလိုစမဲ့အချိန်မှာပဲကိုအများကြီးကုန်သွားတယ်ဆိုလို့ရှိရင်ကိုရှေ့လျှောက်ဖို့အတွက်ကခတ်သွားမယ်အဲ့ဒါကြောင့်မလို့ပညာသင်တဲ့အချိန်မှာဟုတ်တယ်ငွေကြီးအချိန်ကြီးရင်းရမှာမှန်ပေမဲ့ဒီပညာစတင်တဲ့နေရာမှာတင်မဲ့အများကြီးကုန်သွားလို့မဖြစ်ဘူးပေါ့နော်ပစ္စည်းဝယ်ရမှာရှိတယ်အဲ့ဒါကြောင့်မလို့ကိုပညာသင်တဲ့ခါကြလို့ရှိရင်ကိုနေတဲ့နေရာနဲ့အနည်းဆုံးနေရာမှာတင်ဖို့အတွက်ကိုကြံပေးချင်ပါတယ်ဘာကြောင့်လဲဆိုတော့နေစားစရိတ်မှာအရန်များသွားမယ်ဆိုလို့ရှိရင်ကိုကပညာသင်တဲ့စရိတ်ထဲကိုအများကြီးထည့်လို့မရတော့ဘူးပေါ့နော်အဲ့တော့ကိုမျိုးမှာရှိတဲ့တင်နန်းကိုအရင်ဆုံးစုံစမ်းမလုံးဝအဆင်မပြေဘူးကိုနေတဲ့နေရာကိုမြင်နေတဲ့မြို့မှာကိုတက်ချင်တဲ့တင်နန်းကမကောင်းလုံးဝအဆင်မပြေဘူးဆိုရင်တော့တမျိုးပေါ့နော်အဲ့တော့ဒါကတော့လူစီရဲ့အမြင်လေးဖြစ်ပါတယ်အဲ့တော့တခြားဘယ်အချက်တွေကိုကြည့်ရအောင်လဲဆိုတာကို idea လေးရှိရဆိုလို့ရှိရင်လည်းအားလုံးစင်ပြေအောင်လို့ comment မှာ comment မှတ်ခဲ့ပေးကြပါအောင်နော်အားလုံးမစပြေကြပါစေလူစီကတော့ Lucy Make Academy က founder and owner လူစီဖြစ်ပါတယ်ရှင်ဒီချစ်လူစီပါရှင်တတားအားလုံးမစပြေကြပါစေ